အပြိုစစ်မစစ်တဲ့အမကြီးဘလို့ခွဲရမလဲเนาะတခုလောက်ပြန်ပြီးရှင်နေရှင်တို့လူပြိုစစ်လားစစ်တယ်ဆိုရင် comment ထဲမှာစစ်ပါတယ်လူပြိုစစ်ပါတယ်လို့တခါလေးမှန်းခဲ့ပေါ့နော်အခုခေတ်ကယောက်ျားလေးတော်တော်များများလေးသိရမလားကောင်မလေးတို့အနေဆုံးဖင်လိုက်ကြည့်ပြီးတော့ဆုံးဖြတ်တာတော့သိလားဒီကောင်မလေးဖင်ကြီးကောင်းနေတာအမလီအိုကြီးအဲ့လိုမျိုးပြောတဲ့သူတွေကတတ်ကိုရှိသေးတာနော်ပြောပြပေးမယ်သိလားအဲ့တိတ်ဆိုတော့ရှိမှာပဲလीနော်ရှင်တို့အဲ့လိုမျိုးမကြုံကျင်ဘူးဆိုလို့ရှိရင်နော်ကိုငငယ်လေးကလေးကအဲ့လိုမျိုးတငယ်ချင်းနဲ့ကြိုက်ထားပေါ့နော်သူ့ကိုမျက်စိတောက်ထောက်ပြီးကြည့်နေမှာအဲ့လိုမျိုးအဆင်ပြေမှာပေါ့နော်သိရမလားအဲ့တော့ရှင်တို့အမျိုးသားတွေပေါ့နော်အပြိုစစ်စင်မစစ်စင်ကြိုက်ရမယ်လို့တော့ပြောတာမဟုတ်ဘူးသိရမလားနားလဲမှုရှိရင်ကိုနဲ့တွဲနေတဲ့အချိန်မှာနားလဲမှုရှိတယ်ဆိုလို့ရှိရင်အဆင်ပြေရင်နောက်ထပ်ဘာမှမလိုဘူးလေသူတို့လည်းအတိတ်ဆိုတာရှိမှာပဲရှင်တို့လည်းအတိတ်ဆိုတာရှိမှာပဲလीနော်အမလီနော်ပြောကိုမပြောချင်ဘူးလူကြီးတော့မြင်ကောင်မတကနဲ့ပတ်အိပ်ပြီးတော့သူတို့ကြတော့အပြိုစစ်တာလိုချင်တာတဲ့အဲ့လိုလူမျိုးတွေကတက်ကိုရှိရနော်အဲ့တော့ရှင်တို့လည်းသူ့ဘာလို့လဲစစ်ချင်စစ်မစစ်ချင်မစစ်ဘူးကျမလည်းမသိဘူးရှင်တို့လည်းစစ်ချင်စစ်မစစ်ချင်မစစ်ဘူးเนาะအဲ့တော့ကျမလည်းမသိဘူးရှင်